လာနေတဲ့ကိလေသာရှင်ဟောအထော project မှာကြည့်ရှုနေကြတဲ့မိသားစုများအလုံးကလည်းမင်္ဂလာနေတဲ့ကိလေသာလို့အရင်ဆုံးနှုတ်ဆက်ပါတယ်။ကျွန်မနာမည်ကတော့မကုမေလို့ပဲခေါ်ပါတယ်ရှင်။အခုအနာကောင်းတဲ့မိတ်ဆက်ပေးတဲ့ကျွန်မရဲ့အလိုက်ကတော့လက်ရှိဥမာနိုင်ငံမှာနေထိုင်တဲ့အမမိုးကြပဲဖြစ်ပါတယ်။ကျွန်မရဲ့အလိုက်ကိုအရင်ကမှကျေးဇူးတင်ပါတယ်ရှင်။အခုလိုမျိုးပြောသက်ဆိုတတ်လာအောင်အဖေဖေမကူညီတင်ပြလက်ပြပေးတဲ့ကောင်းဆောင်အစစ်စစ်တွေအားလုံးကိုလည်းအရင်ကမှကျေးဇူးတင်ပါတယ်။ကျွန်မကဆိုရင်ဒီအခုအနာကောင်းတဲ့မတွေးဆောင်ခင်မှာဆိုလို့ရှိရင်တော့အရင်တော့ကဥမာနိုင်ငံမှာအခုအလုပ်လုပ်ခဲ့တဲ့ဒုတိယပဲဖြစ်ပါတယ်။အခုမှာဆိုလို့ရှိရင်တော့အရင်ကမှပြပန်းတယ်ဘာကြောင့်လဲဆိုရင်ဥမာနိုင်ငံဆိုတာကတော့ကိုယ်နဲ့နိုင်ငံခြားလေးဖြစ်တယ်ဘာသာစကားလည်းမတူဘူးစားရတဲ့အစားအစာလည်းကိုယ်နဲ့မတူတာဖြစ်တဲ့အတွက်ကြောင့်မို့အခက်အခဲပေါင်းများစွာကြုံခဲ့ရတယ်ကြုံခဲ့ရတဲ့အခါမှာဆိုလို့ရှိရင်တော့ထပ်မတော့မှဆိုလို့ရှိရင်လည်းကိုဥမာနိုင်ငံရောက်ပြီမဲ့တဲ့ကိုကျူးစားတော့ကိုရဲ့ဒီမှာချက်လည်းမပြေဝတာကိုထပ်မတော့မှမပြေဝလာတဲ့အခါမှာထပ်မတော့မှအခွင့်အလန်းလိုက်ဆိုင်နေကျမဒီဆက်ဆက်မောအခွင့်အလန်းကောင်းတဲ့တွေ့ရှိခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ခုနကပြောဝေပြီးတော့တဲ့စေကွဲပလာအပိုင်းထက်ကအတိအဖွဲစုကြီးမှာအရင်ကမှတော့ချမ်းနေတဲ့ဘောနော်ဘာကြောင့်လဲဆိုရင်ဒီအတိအဖွဲစုကြီးကဆိုလို့ရှိရင်ကိုရဲ့ဘယ်မှာတရားညာမှာတရားကိုကရှိထားနိုင်ခဲ့ပြီဆိုလို့ရှိရင်ကိုတိတိဖြစ်စေကိုမတိတိဖြစ်စေကိုကဆိုလို့ရှိရင်ကိုဒီလိုမျိုးကိုရဲ့ဘယ်နဲ့ညာရှိနေပြီဆိုတာနဲ့ကိုတိုင်ကဆိုလို့ရှိရင်ဝေဝေအမြင်လားညာရှိနေတာဖြစ်တဲ့အတွက်ကြောင့်အရင်ကမှတော့ချတာပဲဖြစ်ပါလေဘာကြောင့်လဲဆိုရင်ကျွန်မပုံမှန်နိုင်ငံမှာနေမအားညမအားကျိုးစားတယ်ဒါပေမဲ့ကျွန်မဝေဝေဒီလိုမျိုးမရရှိဘူးဒါပေမဲ့ဆက်ဆက်မစစ်ပွဲရဲ့မှာဒီလိုအတိအပွဲစုကြီးကဒီလိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်အရင်ကမှတော့ချတာပဲဖြစ်ပါလေရှင်ဘလို့ရှိတော့ဒုတိယတစ်ချက်ကဆိုလို့ရှိတော့ခေါင်းဆောင်ဝင်းချိုးစုကြီးဒီခေါင်းဆောင်ဝင်းချိုးစုကြီးမှာဆိုရင်ကိုတိုင်တဲ့ဒီညမှာခေါင်းဆောင်ဖြစ်အောင်ကိုညီတဲ့ကျန်တဲ့ပြပေးတဲ့အဖွဲအစည်းကောင်းလည်းရှိတယ်ဘလို့ရှိတော့ကိုနဲ့အတူတူလာမနဲ့တွေ့တဲ့သူကိုလည်းကိုတိုင်ကခေါင်းဆောင်ဖြစ်အောင်ဝင်းချိုးလေးကိုတိုင်လည်းဝင်းလည်းရရှိတာဖြစ်တဲ့အတွက်ကြောင့်အရင်ကမှတော့ချတဲ့အချက်တွေပဲဖြစ်ပါလေရှင်ဒါကြောင့်မို့အခုအပြင်မှာဆိုရှင်လည်းလူတက်လေးတွေလည်းရှိမယ်ပြီးတော့အထော project မှာလည်းလူတက်လေးတွေရှိမယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မို့ကျွန်မဆိုလို့ရှိတော့တားရဲ့တူဖြစ်တာတော့မှအခုလိုမျိုးနှုတ်လိုက်တယ်ဗမာစကားအများကြီးမပြောတတ်တာတော့မှနှုတ်လိုက်တယ်ဆိုရင်အခုလူတက်တွေအနေနဲ့အထော project မှာအပြင်ကသူတွေအားလုံးကိုလုံနိုင်တယ်ဆိုတာကျွန်မတရားရခဲ့တော့ယုံကြည်ပါတယ်ရှင်ပြီးလို့ရှိတော့ကျွန်မအခုလက်ရှိမှာဆိုလို့ရှိတော့အိုမာနိုင်ငံကနေတော့မှဘဝကနေရောက်ထွက်လာနိုင်ခဲ့တဲ့လက်ရှိဒီဆက်မောစီပွဲမှာကျူးစားလာတာဆိုလို့ရှိရင်ကုမ္ပဏီပိုင်ရှင်ကပေးအပ်ထားတဲ့ brown ဆိုတဲ့ရတုကိုလည်းရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့